မင်္ဂလာပါခင်ဗျာအားလုံးပဲနေကောင်းကျန်းမာကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်မိုးလေဝသသတင်းမှန်นี้ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဟာ2026ခုနှစ်ဧပြီလ9ရက်အင်္ဂါနေ့မနက်ခင်းပဲဖြစ်ပါတယ်မိုးလေဝသနှင့်ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနကနေဒီနေ့မနက်9နာရီမှာတရားဝင်ထုတ်ပြန်လိုက်တဲ့ထူးခြားတဲ့မိုးလေဝသသတင်းတွေကိုအားလုံးအတွက်တင်ဆက်ပေးသွားမှာပါအပြည့်မထွက်ခင်ဒါလေးတော့နားထောင်သွားအောင်နော်ပထမဆုံးအနေနဲ့မိုးရွာနိုင်ခြေရှိတဲ့အခြေအနေလေးတွေကိုကြည့်လိုက်ရအောင်ဒီနေ့မှာတော့ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းဒေသကြီးတွေမှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်ဒါအပြင်စကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာလည်းနေရာကွက်ကြားမိုးထချုံရွာဖို့60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိရှိနေပါတယ်ကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေပါတော့တိမ်အသင့်ထထွန်းနေပါလိမ့်မယ်ကဲအားလုံးစိတ်ဝင်စားနေကြတဲ့အပူချိန်အခြေအနေကိုပြောပြရရင်တော့ပြီးခဲ့တဲ့24နာရီအတွင်းမှာစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေအပူချိန်တွေဟာဧပြီလရဲ့ပြင်းပြအပူချိန်ထက်3ဒီဂရီစင်တီဂရိတ်ကနေ4ဒီဂရီစင်တီဂရိတ်အထိပိုခဲ့ပါတယ်အထူးသဖြင့်မကွေးတိုင်းက6မြို့မှာဆိုရင်အပူဆုံးအဖြစ်45ဒီဂရီစင်တီဂရိတ်အထိရှိခဲ့တာမို့လို့အပူဒဏ်ကိုအထူးသတိထားကြဖို့တိုက်တွန်းကြပါတယ်ခင်ဗျာပင်လယ်ပြင်ခရီးသွားမယ်မိဘပြည်သူတွေအတွက်ကတော့မြန်မာကမ်းရိုးတန်းတစ်ချော့နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလိုင်းအသင့်ရှိနိုင်ပြီးလိုင်းအမြင့်ကတော့4ပေကနေ6ပေလောက်အထိရှိနိုင်ပါတယ်မြို့ကြီးတွေရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်နေပြည်တော်နဲ့မန္တလေးမှာတော့ဒီနေ့အတွက်တိမ်အသင့်ပဲရှိမှာဖြစ်ပြီးရန်ကုန်မြို့မှာတော့နေရာကွက်ကြားမိုးထချုံရွာနိုင်တဲ့အခြေအနေရှိပါတယ်အပြင်သွားရင်ထီးလေးတော့စောင့်တွားကြဖို့မမေ့နဲ့အောင်နော်ဟုတ်ကဲ့ပါအခုလိုနေ့စဉ်မိုးလေဝသအခြေအနေတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးပဲတာယာတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်ထပ် update တွေမှာပြန်တွေ့ကြမယ်နော်